Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အပြင်သွားစားလေးရှိရနဲ့အပြင်သွားဖို့ပြင်ပါမယ်ပထမအဆုံး clip ကိုထည့်ပါတယ်ပြီးရင်တော့တကယ်ချင်းတွေနဲ့စားလို့ဖူးတိတ်တာဆိုတော့စားအုပ်ကတော့မပါမဖြစ်ပေါ့နော်စားအုပ်ကိုထည့်လိုက်တယ်အချင်းကြီးကဘယ်နေရာတော့အမေရန်ယူတော့ရတဲ့အသွင်ကျွေးနဲ့ power bank နဲ့ airport လေးပါထည့်လိုက်ပါတယ်ပြီးရင်တော့ထုံးစံအတိုင်းပေးကထမြလိုက်ပါသေးတယ်အခုတလောကချောင်းဆူးနေတာဆိုတော့ဒီချစ်ချင်းလေးကလည်းမပါမဖြစ်ပေါ့နော်ပြီးရင်တော့ပါပြီ let's go လမ်းမကြီးကြီးနေပါတယ်ကျမတို့ရခုကတော့နှစ်တိုင်းပါပဲဒီမီနီယာလေးကတော့ house of bubu လေးပါရောက်ပြီးဆိုတော့တကယ်ချင်းတွေနဲ့စကားပြောတာကညံ့ညစားတော့တာကနေနေပေါ့နော်မြင်တဲ့အတိုင်းပါပဲစားကတော့မတွေ့ဘူးတဲ့သူတွေနဲ့တွေ့မှာဆိုတော့နေတော့ကြောက်တဲ့စိတ်ကတော့ရှိရပါတော့ဒါပေမဲ့လေတွေ့ပြီးတော့မသိရင်တော့စိတ်နဲ့လောက်ပေါင်းပြီးတကယ်ချင်းနဲ့ကြာနေတာပဲစကားများချက်ကတော့ဒီတဲ့သူတွေစီမှာဆိုတော့ကျွန်မကရန်စကားများပါတယ်လို့ပြောချင်ပါတယ်ပြီးမသိတဲ့သူတွေစီမှာကျတော့ကျွန်မကစကားမပြောတဲ့ introvert လေးပါလို့အရင်ရှစ်တဲ့ပေါ့အဲ့လေအချိန်ကဘလို့ကုန်လို့ကုန်သွားမှကိုမသိပါဘူးပြန်ချင်းသေးပဲနဲ့ပြန်ဖို့အချိန်ကရောက်လာပါတယ်အပြန်ခင်းလေးမှာဆိုင်ရဲ့ decoration ကအရင်လှလို့တစ်ချက်ပြပေးလိုက်ပါတယ် show လိုက်ပါအောင်ဘယ်လောက်လှလဲဆိုတာပြီးရင်တော့စင်ကရမှာဝင်ပြီးတော့ဝေးစရာရှိဟာလေးကိုကျွန်မကတော့ထပ်ဝေးပါတယ်ဒီမှာကျတော့မူချုပ်ပြီးတော့တယောက်တည်းပြန်နေတာပေါ့နော်ရီကတော့မြင်တဲ့အတိုင်းပဲသွားတော့ကထပ်ပူတော့ကြီးနေလားအောင်မေးရပါတယ်လို့ဆိုတော့ဒီနေရာလေးကြီးဟုတ်တယ်နေ့တိုင်းပဲအိမ်ပြန်ရောက်တော့ဝေးထားတဲ့အထောက်ကြီးနဲ့တည်ပြီးတော့အိမ်မှာလောက်စားရှိရကိုဆက်လက်မှဖြစ်ပါတယ်ရှင်အထောက်ကိုရင်ချပြီးရင်အိတ်ကိုချရောက်ကတော့ကြည့်ပါအောင်ပြင်ပန်းပါတယ်ပေါ့အဲ့လေပေါ်လည်းမပေါ်ဘူးပြီးရင်တော့တော့တိတ်မှဖြစ်ပါတယ်ရေချိုးပြီးပြီဆိုတော့တော့ကိုရှုတက်လိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပဲလို့လည်းအများကြီးကျေးဇူးတင်ပါတယ် See you in the next video bye bye